လွယ်ကူဆုံး TikTok အကောင့်ဟောင်းပြန်ယူနည်းလေးကိုကျွန်တော်ဒါကြီးပြပြပေးပါမယ်အကောင့်ဟောင်းပြန်ယူဖို့အတွက်ကျွန်တော်တို့တွေရဲ့အရေးဆုံးပေါ့နော်ကျွန်တော်တို့ပြန်ယူမဲ့အကောင့်ရဲ့ကျွန်တော်အကောင့် profile နဲ့ဝင်ပြီးလို့ရှိရင်ကျွန်တော်အဲ့အကောင့် profile ကို screenshot လေးကျွန်တော်ရိုက်ထားပေးရမှာဖြစ်ပါတယ်ပေါ့နော်screenshot လေးရိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်အပေါ်တော့မှာရှိတဲ့1430နေပြီးတော့ဒီ setting and privacy ဆိုတာလေးကိုဝင်ပေးပါsetting and privacy လေးရောက်ပြီဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့တွေကအပေါ်ဆွဲတင်ပေးလိုက်မယ်ပေါ့နော်အပေါ်ဆွဲတင်တဲ့ခါကျရင်ဒီနေရာမှာreport ရေး preference ဆိုရှိပါတယ်အဲ့ထဲကိုတစ်ချက်ထပ်ပြီးတော့ဝင်ပါအဲ့ထဲကိုဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာအကောင့် recovery ပေါ့နော်အကောင့်ပြန်ပြန်နေရာလေးရှိပါတယ်အဲ့နေရာကိုတစ်ချက်ဝင်လိုက်ပါဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာပေါ့နော်ရင်းတော့အကောင့်ဟောင်းဒီမှာရှိတယ်ပေါ်နေလည်းကျွန်တော်နှိပ်လိုက်ပါတော့ခဲမပေါ်ဘူးဆိုလို့ရှိရင်ကျွန်တော်အခုပြထားတဲ့အခွက်လေးထဲမှာကျွန်တော်တို့ကျွန်တော်ပြန်ယူရဲ့အကောင့်နာမည်ပေါ့နော်နာမည်ကိုကျွန်တော်ဒီမှာထည့်ပေးလိုက်ပါထည့်ပြီးတော့ဆက်ဆိုရှာလိုက်ပါမယ်နော်ရှာပြီးဆိုရင်ကျွန်တော်တို့တွေကဘာမှမရှိအတွက် record sport ဆိုပြီးပေါ်လာပါတယ်အဲ့အနီရောင်စာတန်းလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်အနီရောင်စာတန်းလေးကိုနှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာကခုနကျွန်တော် screenshot ရိုက်ခဲ့တဲ့ဓာတ်ပုံပေါ့နော်အဲ့ဓာတ်ပုံကိုကျွန်တော်ဒီမှာပို့ပေးရမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဓာတ်ပုံသွားယူလိုက်ပါမယ်ကျွန်တော်ဓာတ်ပုံကိုပို့ပေးလိုက်ပါပြီပို့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ကိုစာထပ်ပို့ပါမယ်ပေါ့နော်ကျွန်တော်အကောင့်ဟောင်းပြန်ယူခြင်းနဲ့ဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဒီလိုမျိုးအခုလိုမျိုးစာလေးကိုပို့ထားပေးပါရေးရမယ့်စာကိုတော့ကျွန်တော်ဒီဗီဒီယိုရဲ့ description မှာကျွန်တော်ချပေးထားပါမယ်ပို့ပြီးပြီဆိုလို့ရှိရင်အခုလိုမျိုးသူကgo to setting ဆိုပြီးထပ်ပို့တယ်ပေါ့နော်go to setting ဆိုတာလေးကိုတစ်ချက်ထပ်ဝင်ပါဝင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းနံပါတ် TikTok မသုံးရသေးတဲ့ဖုန်းနံပါတ်ရှိရဆိုလို့ရှိရင် TikTok ဖုန်းနံပါတ်ကိုကျွန်တော်တို့ဒီမှာမသုံးရသေးတဲ့ဖုန်းနံပါတ်ကိုချိန်ပြီပေါ့နော်ချိန်ပြီမယ်ချိန်ပြီလို့ရှိရင်ကျွန်တော်အဲ့ account နဲ့ပြန်ဝင်လို့ရှိရင်ရပါပြီတကယ်လို့ကိုကဖုန်းနံပါတ်မရှိဘူးGmail နဲ့ပဲကျွန်တော်ချိန်မယ်ဆိုလို့ရှိရင်လည်းရပါတယ်ဒီမှာရှိတဲ့ Gmail ကိုကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာချိန် Gmail ဆိုတာရှိရပေါ့နော်အဲ့ account နှိပ်ပြီးတော့ကျွန်တော် TikTok မသုံးရသေးတဲ့ Gmail တစ်ကိုဒီနေရာမှာချိန်မယ်ပေါ့နော်ကျွန်တော်ပြီးရင်ကျွန်တော်ဒီမသုံးရသေးတဲ့ Gmail ဖုန်းနံပါတ်တွေနဲ့ချိန်ပြီးပြီဆိုလို့ရှိရင်အဲ့ account ပြန်ဝင်ရင်ရပါတယ်ခင်ဗျာ